ကဲပပရလေးမှဲ့နေပြီဟိုးမအမြင့်ကြီးပဲမမေ့ဘူးကိုလေးရက်နေလေဒီနေ့အလှည့်ကြသူကတော့တန်းငယ်လေးခုပေးမှဖြစ်ပါတယ်ချမောင်းနေကြညာကြီးပဲမာရှာလာမာရှာလာမာရှာလာဒီမှာတာအကြီးလေးကအလုပ်သွားတော့မယ်ဒီနေ့ Saturday နာခံဆို dutyဒါတာငယ်လေးရတဲ့စင်သွားမယ်ဒီကိုနှစ်ယောက်တယောက်တဲ့စင်ကဲအတီးကူကိုအင်းလက်မောင်းလေးပါတင်ထားတယ်ဒါဒီမားနဲ့ကျင်းနေဘူးအတွက်တယောက်တစ်လုံးရလာဒူရလားဒါလေးကမယမ်းပင်နဲ့မယမ်းပင်ဒါတရတီတူပြီးအလုံးအကြီးမျိုးအရန်စားကောင်းတယ်တစ်လုံးခွဲလိုက်လို့ရှိရင်ပကံသမင်းပကံအပြည့်ပဲဟိုမှာရှားဆောင်စိုက်ထားတယ်ခင်ဗျရှားဆောင်လက်ပတ်ချိုးတာလည်းမပြောနဲ့အဲ့ဒီတရတီอ่ะဒီတရတီတားချိုးဒါစင်လုံးမနွယ်ဒါပြည်ပန်းညူမခင်းရောက်ပွင့်လေးနဲ့ဟိုကတလဲသီးပဲဘယ်ဟာနော်ဟာလားရလာဒူကလားမောင်းကြိုက်ယူอ่ะတာစံပိုင်လားတာစံပိုင်နင်းတော့ဒုတ်လေးပြင်မယ်ဟောတလုံးတော့ရတယ်တော်သေးတယ်ပေးတာမဆလာကြီးတပီတပါရဟိုလေကဲလို့ဆိုရမဆက်တင်ငေါဒုံးနဲ့ထိုးချနော်အမဒုတ်ယူလိုက်မယ်ဝိုင်းလားဝါဒါအကောင်တော်စားဝိုင်းတာတာမဆက်လောက်ကဲစစ်တက်ထွက်တော့ထွက်တော့မထွက်နဲ့လေထွက်တယ်ဆက်နိုင်တော့ဝင်နေပေါ့ဒီလိုအလိုအဲ့ချက်ကားတစီထွက်တော့အချိန်စောနေသေးရင် exercise သွားလို့သွားဂျင်းကစားလိုက်12နာရီခွဲဆိုအများကြီးကစားလို့ရတယ်ဒါလေးတွေအလုပ်သွားပြီကြောင်လေးတွေကစိန်နဲ့အိတ်အဲ့ဒါဘန်ဒါပင်နဲ့မသိပါဘူးပေါက်နေတယ်ဆိုတော့စိုက်ထားဒါဘန်ဒါပင်ကတော့တမျိုးတော့ကောင်းပါလေအရေးရမကြည့်ပါလေလို့နောက်လုံးမရှိအယုတ်ကိုချိတ်အယုတ်ကအရေးကြီးအစ္စလာမ်အလိုင်ကွမ်လက်ဆောင်ပေးမယ်အသေးလေးတွေ